Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ Seafood City မှာအဝါဒီးမှာမလို့အဖွားနဲ့အတူလိုက်ပါကြည့်ရှုခန်းစားပေးဖို့ဖိတ်ခေါ်ပါရနော်ဆိုင်ကတော့မြင်တဲ့အတိုင်းပဲဝန်ထမ်းတွေကလည်းဖော့ရွှေတယ်လုံးဝလာစားတဲ့ဆိုင်မျိုးစားထဲမှာပါတယ်ဘယ်ဆိုင်မှာမှမရနိုင်တဲ့အရေးအသွေးနဲ့တန့်ရှင်းလက်ဆက်မှုကိုပဲဦးစားပေးထားတာပါအဖွားတော့ဒီနေ့ဘယ်ဟာကိုအရင်မှစားရမလဲမသိတော့ဘူးပင်လယ်စာတွေကိုပဲအဝစားမလားလုံးဝပေးရတဲ့ဈေးနဲ့တန်စေရမယ်လို့အဖွားအာမခံပါတယ်စက်မုံစာရှိမိကတော့အဖွားရဲ့အကြိုက်ဆုံးပဲအကုန်လုံးကတော့မြင်တဲ့အတိုင်းရှယ်ပဲအဖွားတော့စားကျင်စိတ်ကိုမထိန်နိုင်တော့ဘူးပရိသတ်ကြီးလည်းလာစားကြဖို့ဖိတ်ခေါ်ပါတယ်နော်ကင်းခရက်တွေကတော့မြင်တဲ့အတိုင်းပဲလုံးဝကိုပဲ premium quality ကိုမှလက်ဆက်စားရမှာဆိုတော့ရှယ်ပဲပေါ့ပရိသတ်ကြီးကိုလည်းကြွေးပါတယ်နော်စားကြပါအောင်ဒီဆိုင်က premium seafood quality ကအခြားဘယ်ဆိုင်ထဲမှာမတူတာတွေကိုသုံးထားတာဖြစ်တဲ့အတွက်စားသုံးသူကိုစိတ်ကျေနပ်စေမှာပါဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်အားလုံးကိုအရန်ချစ်ပါတယ် bye bye